ဒါလေးကမမေစီမှာပေါ့နော်ခလေးခေါင်းစီကွင်းလေးတွေဆိုပြီးတော့လာမသွားတဲ့ order လေးပါရှင်ဒီ order လေးကမမေပို့ပြီးရတော့ကြာပြီပေါ့နော်ဒါမမေခုမှ post လေးတင်ပေးပြလို့ပါဒီ order လေးဆိုလို့ရှိရင်ခေါင်းစီကွင်းလေးတွေပဲစုစုပေါင်း3000ဘူးပေါ့နော်မှာသွားတဲ့ order လေးပါဒီ order လေးက3000ဘူးမှာမမေကခေါင်းစီကွင်းကအရေအတွက်54ကွင်းရပါတယ်ဒါပေမဲ့လက်ကားဈေးလေးနဲ့ပေါ့နော်လုပ်ပေးလိုက်တာဖြစ်ပါတယ်ဒီမမကသူ့ရဲ့သမီးလေးအတွက်ဆိုပြီးတော့ဒီခေါင်းစီကွင်းလေးတွေပဲတည်တက်လာမှာဝါဖြစ်ပါတယ်မစ်စီမှာခုလိုမျိုး customer စိတ်တိုင်းကြ order တင်ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်တိုင်းဒီလို handmade လေးတွေကိုပြုလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းကလစ်ကုန်ချမ်းလေးတွေခေါင်းစီကွင်း topping လေးပေါ့နော်အဲ့လိုမျိုးလေးတွေကိုမစ်စီမှာဝယ်ယူအားပေးလို့ရပါတယ်အခုဒီထဲမှာဆိုလို့ရှိရင်တော့မမေကခလေးလေးတွေအကြိုက်ပေါ့နော်ခေါင်းစည်းကွင်းလေးတွေကိုတည်တည်ချာချာလေးဒီဇိုင်းလေးတွေရွေးပြီးတော့ပြုလုပ်ပေးထားပါတယ်ရှင်ဒီမမကလည်းခလေးလေးတွေနဲ့လိုက်မဲ့အယုတ်ခလေးဒီဇိုင်းလေးတွေကိုပေါ့နော်လုပ်ပေးပါဆိုလို့မမေကတည်တည်ချာချာလေးလုပ်ပေးထားပါတယ်မမေစီမှာဆိုလို့ရှိရင်ဒီကလေးကုန်ချမ်းလေးတွေက install ရရှိရဖြစ်တဲ့အတွက်ကြောင့်ရန်ကုန်ဆိုလို့ရှိရင်အိမ်ရောက်ငွေချေရပါတယ်ကျန်မျိုးနယ်လေးတွေကတော့ငွေလေးတွေကျူလွှဲပေးရပါတယ်ရှင်ဗီဒီယိုလေးကိုကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်